ကိုကဘလို့ sleep chronotype အမျိုးအစားလဲလူတိုင်းမှာမတူညီရဲ့ sleep chronotype အမျိုးအစားရှိကြပါတယ် sleep chronotype ဆိုတာကတော့ခန္ဓာကိုယ်ထဲမှာရှိရဲ့ဇီဝနာရီပဲဖြစ်ပါတယ်တနည်းအားဖြင့်လူတွေရဲ့သဘာဝအလျောက်ဘယ်အချိန်မှာအိတ်ချင်ကြပြီးတော့ဘယ်အချိန်မှာအာရုံစူးစိုက်မှုအကောင်းဆုံးလဲဆိုတာကိုဒီနာရီတွေကနေဆုံးဖြတ်ပေးရပဲဖြစ်ပါတယ်ဒါဆိုကိုယ့်ရဲ့ sleep chronotype ကိုသိထားမယ်ဆိုရင်ဘယ်လိုအကျိုးပြုနိုင်လဲပထမဆုံးကိုကဘယ်အချိန်မှာအလုပ်ကောင်းကောင်းလုပ်နိုင်လဲဆိုတာကိုသိရတဲ့အတွက်စမ်းဆောင်ရည်မြင့်တက်လာမယ်ဒုတိယအချက်အနေနဲ့သဘာဝဆက်ဝန်အတိုင်းအိတ်ဆက်ရတာဖြစ်လို့အေးဝဝနဲ့နှိုးထားနိုင်မယ်တတိယအချက်ကတော့အိတ်ချိန်မှန်တဲ့အတွက်စိတ်ဖိစီးမှုတွေရောကြပြီးတော့စိတ်ကြည်လေးလန်းဆန်းနေစေမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ sleep chronotype အကြောင်းလေးတွေကိုဆက်သွားလိုက်ကြရအောင်ပထမဆုံးကတော့ lion chronotype ပါသူတို့တွေကမနက်စောစောနိုးလေးရှိကြပါတယ်မနက်၈နာရီကနေပြီးတော့နေ့လယ်12နာရီအတွင်းမှာဆိုရင်တော့အာရုံစူးစိုက်မှုအကောင်းဆုံးဖြစ်ပြီးတော့ည10နာရီဆိုရင်တော့အိပ်ဆက်ဖို့အဆင်သင့်ဖြစ်နေလေးရှိကြပါတယ်နောက်တစ်ခုကတော့လူဦးရေရဲ့55%ရာခိုင်နှုန်းရှိရဲ့ bell chronotype အမျိုးအစားလေးတွေပါသူတို့တွေကနေထွက်တာနဲ့နိုးပြီးတော့နေဝင်တာနဲ့အနားယူလေးရှိကြပါတယ်သူတို့ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးအချိန်ကတော့မနက်10နာရီကနေပြီးတော့နေ့လယ်2နာရီအတွင်းဖြစ်ပါတယ်ည7နာရီဆိုရင်တော့အိပ်ရောင်ဝင်ဖို့အဆင်သင့်ဖြစ်နေလေးရှိကြပါတယ်နောက်တစ်ခုကတော့ညဘက်မှာမျက်စိပွင့်တတ်တဲ့ဥတွေပါသူတို့တွေကနေ့လယ်12နာရီနောက်ပိုင်းမှာစွမ်းဆောင်ရည်မြင့်လာတတ်ကြပြီးတော့သူတို့ရဲ့အတွက်အကောင်းဆုံးအချိန်ကတော့ည7နာရီပါနောက်ဆုံးတစ်ခုကတော့အိပ်ဆက်လေးရှိကြတဲ့ dolphin လေးတွေပါသူတို့တွေကအိပ်ရခတ်ပြီးမယ်မနက်10နာရီကနေနေ့လယ်12နာရီအတွင်းမှာဆိုရင်တော့အာရုံစူးစိုက်မှုအကောင်းဆုံးဖြစ်ကြပါတယ်။ကဲ sleep chronotype အမျိုးအစားလေးတွေအကြောင်းလေးပြောပြသွားပြီဆိုတော့ကိုကဘယ် chronotype အမျိုးအစားလေးနဲ့တူလဲဆိုတာ comment မှာခြံခဲ့ပေးအောင်နော်။အားလုံးပဲကောင်းမှုသာအိပ်ဆက်နိုင်ကြပါစေရှင်။ Bye bye